Relationship advice for women ယောက်ျားလေးအများစုဘယ်တော့မှမပြောတဲ့သူတို့အတီးယူမဲ့မိန်းကလေးမျိုးသူတို့ပြစ်သွားမဲ့မိန်းကလေးမျိုးဘာတွေခွာချတယ်ဒီဗီဒီယိုအစားဆုံးကြည့်သွားဆိုရင်ညီမလေးတို့လိုချင်တဲ့ relationship ကိုလိုချင်တဲ့အမျိုးသားစီကရနိုင်အောင်ဘာပညာတွေလိုအပ်တယ်ဘယ်လိုမျိုး quality တွေကိုကအခုတည်းကစပြီးတော့တီးဆောက်ထားမလဲဆိုတာတိတိကျကျသိသွားမှာဖြစ်တယ်ကဘာပတ် American အချစ်စရာဝယ် channel ကကြိုးစားပါတယ်ဘယ်နေရာကြည့်နေလဲကိုမအောင်မှာရေးထားပါပြောမဲ့အချစ်ပုံမြင်ရတော့ဒီညီမလေးက Facebook မှာ post တွေတင်နေတယ်အခုပွဲတွေဖြစ်နေတာပေါ့နော်သူနဲ့အမျိုးသားတစ်ယောက်နဲ့ပတ်သက်မှုတယ်အဲ့အမျိုးသားနှောက်ယှက်နေတယ်နော်နှောက်ယှက်နေတော့သူက Facebook ကနေပြီးတော့တေးတေးချာချာရှင်းပြပြီးတော့ပြောတာပေါ့ဒါပေမဲ့လည်းသူ့မှာအချစ်ပညာမတတ်တဲ့ကြောင့်လိုအပ်ချက်တွေရှိတဲ့ကြောင့်ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတယ်လို့ဖြစ်နေတယ်ရုပ်ကလေးကိုကြည့်ရမှာဆိုရင်ဒါကကြည့်ပြောရှုပြောအရန်မချောတာမှယောက်ျားတွေတော်တော်များများလက်ခံတဲ့ရုပ်မျိုးရှိတယ်အဲ့လိုမျိုးရုပ်မျိုးရှိတာတော့မှသူကယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်တောင်မရနိုင်တော့မဲ့အရာတွေသူလုပ်ခဲ့တယ်အဲ့လိုမျိုးအရာတွေကဘာတွေလဲဆိုတာကိုသိသွားမယ်မိန်းကလေးအတွက်ယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ရနိုင်တဲ့အရေးချင်းတွေပညာတွေကိုဘယ်လိုမျိုးတည်တည်ကြကြစနစ်တကျလွယ်လွယ်ကူကူတည်တည်ကြကြတိဆောက်ရမလဲဆိုတာကိုသိကျင်ဆိုရင်ဒီ channel ကို subscribe လုပ်တာပါသူတင်ထားတဲ့ post တွေကဒီ post တွေပါเนาะသူတင်ထားပါလဲဆိုတော့ခုဒီတစ်ခါနောက်ဆုံးပဲရှင်းပါတော့မယ်เนาะတဲ့ colorful photos တိုးချက်ဆိုတဲ့လူတွေအရင်ကချစ်ကြက်ခဲ့တာမှန်တယ်ငါကမိန်းကလေးတိုင်မဲ့ကလေးတစ်ယောက်အဖေမိန်းမနှစ်ယောက်ရှိနေတာတော့ငါနားလည်ပြီးချစ်ခဲ့တယ်မိသားစုတစ်ခုကိုဥဆောင်နိုင်မယ်ထင်လို့အတူတူနေခဲ့ကြတာဟာယောက်ျားအများစုမပြောတဲ့သူမရွေးမဲ့မိန်းကလေးမျိုးကဒီမျိုးမိန်းကလေးမျိုးပဲဘာကြောင့်လဲဆိုတော့โอเคသူခလေးအဖေလည်းဖြစ်တယ်မိန်းမနှစ်ယောက်ပဲရှိတယ်အဲ့ယောက်ျားနဲ့အတူတူနေခဲ့တယ်အပြိုစင်ဘွားမဟုတ်တော့เนาะပြီးတော့အကြာကြီးနေခဲ့တယ်တစ်နှစ်ထဲမဟုတ်3နှစ်ကျော်เนาะနောက်ဆုံးတီးလိုက်ရတာကဘာအရေးချင်းမှမရှိအပျော်ပါမဲ့တဲ့လူပဲဖြစ်နေတယ်3နှစ်ကျော်နေတာခဲ့တာညီမချက်ဘာတစ်ခုမှမရှိစဉ်းစားကြည့်အဲ့ရောကိုတကယ်တန်ဖိုးထားပြီးလက်ထက်လူညွှန်ချင်းယောက်ျားစဉ်းစားမယ်ဒီအကြောင်းသိသွားမှာဆိုနော်မသိတဲ့ဆရာအကြောင်းလည်းမရှိဘူးတနေ့မို့တနေ့ပုံမှာပဲနော်ညီမလေးကိုဘယ်တော့မှလိန်ဖို့မစဉ်းစားလိန်ဖို့ဆိုတာခက်ခဏပဲနောက်ပိုင်းနောက်10နှစ်အနှစ်20အဖိုးကြီးအဖွားကြီးရောမှ69နှစ်အဖိုးကြီးရောမှမိန်းမဖောက်ပြန်ပြီးတော့နောက်ဆုံးတက်တန်းမှာကွာရှင်းတာရှိတယ်နော်အဲ့လိုမျိုးကိုအားနွယ်တဲ့အချိန်ကိုဒုက္ခရောက်တဲ့အချိန်မှာကွာရှင်းနိုင်မှာဆိုပိုဆိုးမှာနော်အဲ့ဘယ်တော့မှအစတည်းကလိန်ပြီးမပြောအကောင်းဆုံးပဲနော်ရှင်းလေးအစတည်းကမဖြစ်အောင်လုပ်စဉ်းစားလေညီမချက်မရှိဘူးโอเคဒါညီမချက်အစတည်းကတိအောင်မလုပ်ထားဘူးလားနော်အတူတူမအိတ်ခင်တဲ့ကညီမချက်ကိုတိအောင်လုပ်နိုင်မဲ့ပညာတွေရှိတယ်တင်မင်းမယ်โอเคဘယ်လိုမျိုးမေးရမလဲအကိုငငယ်ကဘာညီမချက်ရှိတယ်မေးလိုက်သူညီမချက်ပြောနေမယ်နော်ဥပမာငါငငယ်ကsix pack အရင်ရချင်တာနော်အရန်ဝါနာပါပေါ့အဲ့လို six pack အားကစားလုပ်ချင်တယ်ကျမကြီးအရန်ကောင်းချင်တယ်အဲ့တော့ဂျင်မြဲသွားတယ်ငါတကယ်ချင်းသွားတယ်2လ3လတစ်လ
2လ3လမပြေဘူးတပတ်2ပတ်နဲ့သူဂျင်းရက်သွားတယ်ငါ2လ3လ6လထိသွားတယ်ပြီးတော့ six pack ရခြင်းတို့ကြောင့်နော်တင်းတင်းကြပ်ကြပ်အမြဲတမ်းနေတိုင်းလုပ်တယ်အစားတော့ short စားတယ်သူ့အတူထွက်လာတယ်မယ်နော်ယောက်ျားလေးကအဲ့လိုမျိုးပွင့်ပွင့်နေပြောလို့ရှိတယ်အဲ့ဒါဆိုတိသွားရင်သူ six pack ရခြင်းတာအခုတော့ six pack ရပြီလားကြည့်ပေါ့သူ့တပ်ဖို့ကြည့်ရဒီမှာတပ်ဖို့ကြည့်လိုက်ဒါမှမဟုတ်သူ့ bike လေးကိုကန်ကြည့်ရပါပေါ့အခုတော့ကို six pack ရှိပြီလားဆိုတော့နောက်ဆိုလို့ bike လေးကန်ကြည့်တယ်သူရှိတယ်ဆိုပြနေမယ်နော်ယောက်ျားလေးကကြွားကျင်တာကြွားခွင့်ရဆိုကြွားမှာပဲနော်အဲ့လိုပြအဲ့ဒါဆိုရင်ညီမလေးကိုတိပြီသူတကယ်ဖြစ်အရင်ကဖြစ်ချင်တဲ့ညီမကျင်တယ်ဖြစ်အောင်လုပ်နိုင်တဲ့အရေးရှိတယ်ညီမချက်ရှိရတယ်ညီမချက်ကိုဖြစ်အောင်လုပ်နိုင်တဲ့အရေးချင်းကမတူဘူးနော်ညီမချက်ရှိလို့မရဘူးဖြစ်အောင်လုပ်နိုင်တဲ့အရေးချင်းအရန်ရှားတယ်နော်အဲ့တော့အသက်ကြီးနေတယ်ပိုကောင်းနေတယ်ညီမလေးကိုအသက်30အမျိုးသားဆိုရင်သူ့မှာ10လေးလုံးညီမချက်ပြည့်အောင်လုပ်ရသူက track record ကြည့်ရအသက်20ကျော်လေးဆိုတိတ်ရောကြည့်လို့မရစောစောဆိုရင်ဒါဆို20မကျော်ခင်ပဲဖြစ်မယ်6 pack ရတာအဲ့တော့သူတခြားအရေးချင်းရှိသေးတာကြည့်လို့မရအားကစားပဲလုပ်ပြီးတော့အလုံးမလုပ်ချင်တယ်မဖြစ်ပြန်ဘူးเนาะအသက်30ယောက်ျားဆိုရင်ညီမလေးကိုဘာကြောင့်ဒေါက်တာပို့ပြီးတော့တေးချာချာစဉ်းစားချစ်ဖို့ဆိုတာဘာကြောင့်လဲဆိုတော့သူ့ကိုနောက်ကျောင်းကိုကြည့်ပြီးတော့လေ့လာအောင်အရန်လွယ်ကူသွားစင်ပဲဖြစ်တော့အသက်30ဆိုရင် okay ကိုအရင်ကညီမချက်ဘာဖြစ်ချင်တယ်เนาะ six pack ရချင်တယ်ပြီးတော့အိမ်လေးပိုင်ချင်တယ်ဒါဆရာဒေါက်တာအသက်20ကျော်နေမှာအိမ်လေးဝယ်တာအမေရိကန်မှာအိမ်ဝယ်ထားတာเนาะအိမ်ဝယ်ထား okay အိမ်ဝယ်ထားတယ်ဆိုအဲ့တိရဆိုရင်တကယ်လက်တွေ့တယ်တိဥရပဲเนาะဒါလိန်လို့မှမရတာဟုတ်ပဲလိန်စရာအကြောင်းမရှိဘူးအိမ်ဝယ်ထားတယ်ဆိုရင်တိသွားပြီအိမ်ထဲရအောင်လုပ်နိုင်တယ်သူကျမ်းမာရေးလိုက်စားဒါတော်တဲ့အပြင်ကိုเนาะအိမ်စီးပွားရေးရှာနေတယ်အိမ်ဝယ်ဖို့ဆိုတာ credit score ကောင်းတယ်အကျွေးရမထူပါဘူးအကျွေးရမရှိတော့အိမ်ဝယ်နိုင်ဆိုတိပြီဆိုတာနဲ့ညီမလေးဒီယောက်ျားလေးအရေးချင်းပါတယ်ဆိုတော့တိသွား credit score ကောင်းရှိတယ်အမေရိကန်ဆို credit score ရှိတယ်အကျွေးတွေအများကြီးထူတယ်အကျွေးပြန်မပေးရင် credit score မကောင်းအကျွေးရပုံမှန်ပေးတယ်အကျွေးရအများကြီးမရှိဘူး credit score ကောင်းတယ်အဲ့လိုလူမျိုးမှအိမ်ဝယ်ရတယ်အိမ်ဝယ်တဲ့ညီမချက်ရှိတယ်အိမ်ဝယ်နိုင်တဲ့ညီမချက်ကိုဖြစ်မြောက်အောင်လုပ်နိုင်အရေးချင်းရှိတယ်အဲ့ဒါဆိုတခြားအရေးချင်းကိုတီးရတယ် तू ကအကျွေးရပြန်ဆက်တယ်စဉ်းစားတော့အကျွေးပြန်မဆက်တဲ့ယောက်ျားတွေရှိရင်ချီးပြီးတော့ပြန်မဆက်ကိုစီရတခုပတ်ဆက်ယူပါပြန်မပေးဘူးအကျွေးပြန်ဆက်ဆိုတာတာဝန်တည်တဲ့ယောက်ျား quality တွေတွေ့ရ quality တွေအဲ့ question တွေတခုမေးလိုက်ရတယ်ကိုညင်ကဘာညီမချက်ရှိတယ်နော် तू ပြောနေမယ်အခုအဲ့ညီမချက်တော့ပြေးသွားတာမေးတော့နော်တခြားစကားပြောနေဆက်ပြောရပါဟုတ်မှာတိကျအခုအကြောင်းပူတိကျတော့ပြောရဒီတိုင်းဒဲမေးရပဲနော်ဘာမှစိတ်ပူစရာမလိုဘာကြောင့်လဲဝါမရှိဘဲနဲ့ဝီလို့မရဘူးမဟုတ်ဘဲနဲ့လိန်လို့မရဘူးဒါတက်တည်ပြလို့ရတက်တည်ကြည့်လို့ရတာပဲဟုတ်တယ်မှာโอเคအတက်နဲ့ပူကြည့်တာဆို30ပူကောင်းတာပါလဲဆို track record ကြည့်လို့ရတယ်ညီညကတောက်ကိုမေးတဲ့လူရှိတယ်မိသားစုပဲဖြစ်ဖြစ်နော်ရင်းနှီးတဲ့တန်ရချင်းဖြစ်ဖြစ်ဘာတွေမေးရဲဆိုဘာဖြစ်ချင်တော့ကဘာပတ်ချင်တယ်နော်အရင်ရင်းနှီးတဲ့လူဆိုတော့အသက်30မတိုင်မီမီနန်နာဖြစ်ချင်တယ်မိဘကျေးဇူးဆက်ချင်တယ်ဒီ3မျိုးအမြဲတမ်းပြောတယ်နော်3မျိုးအရင်တိတာကဘာပတ်ချင်တယ်မိဘကျေးဇူးဆက်ချင်တယ်အသက်30မတိုင်မီမီနန်နာဖြစ်ချင်တယ်ဒေါက်တာနဲ့ရင်းနှီးတဲ့လူတွေဆွေမျိုးတွေအကုန်လုံးတည်တယ်အကုန်လုံးတည်ဘာလို့ညီမချက်အရန်ကြီးရဲ့ယောက်ျားကသူ့ပါဇက်ထဲကနေထုတ်မပြောစရာအကြောင်းမရှိဘူးတစ်ချိန်မို့တစ်ချိန်ပေါ်လာပဲဟောညီမတို့တွဲနေ3လဖြစ်ဖြစ်6လဖြစ်ဖြစ်3လ6လဆိုတော်တော်ရင်းနှီးနေပြီနော်3လ6လဆိုရင်းနှီးနေအဲ့စရာမလိုသေးဘူးနော်ညီမတို့အပြိုစင်ဆိုရောဒေါက်တာလို့ယောက်ျားတော့ယောက်ျားကယောက်ျားမြတ်နေရနားလည်ပေးနိုင်တယ်နားမလည်ပေးနိုင်ပါလဲညီမတို့အပြိုလည်းမစစ်ဘူးခလေးမေဖြစ်တယ်ဆိုရင်အရှိရကောင်ကြီးကြောင့်လွယ်လွယ်လေးပေးပြီးတော့ကိုကြောင့်6လလောက်စောင့်ခံတယ်တစ်နှစ်လောက်စောင့်ခံဆိုအဲ့လိုမျိုးဆိုတော့ယောက်ျားတော့ယောက်ျားကောင်ယောက်ျားမြတ်နေရတကယ်စီကန်းရှိရဲ့ယောက်ျားမြတ်နေရအရှိရကောင်ကြောင့်တော့နော်ကိုတေချာမစင်းစားမနဲ့တေချာအတုံးမကြတဲ့ယောက်ျားကိုလာမှမတော်တဲ့ယောက်ျားမှနည်းနည်းလွယ်လွယ်ကူပေးတယ်ငါကြောက်ခက်အောင်လုပ်ပေးတယ်အဲ့ပြတ်တာတက်ပြီညီမလေးပြတ်တာတက်ပြီဒါယောက်ျားအများစုညီမလေးပြောမှမဟုတ်နော်စဉ်းစားလေ
ညီမလေးကိုဟမ်ဘတ်အိတ်သွားဝယ်တယ်နော်ဟမ်ဘတ်အိတ်ကညီမလေးကဘယ်လောက်ပေးရဆိုရင်ဒေါ်လာ2000ပေးရတယ်2000ပေးပြီးပျော်ပျော်ရွှင်ရွှင်လေးဝယ်လာတော့လမ်းမှာအိုးညီမလေးကိုမျိုးအိတ်ခံထားတဲ့ကောင်မလေးတွေ့တယ်စကားဆက်ဆက်မိတယ်အဲ့အိတ်ခံထားကောင်မလေးရတယ်အဲ့ဆိုင်ရမဝယ်တာသူကြောင့်ဒေါ်လာ1000ပဲပေးစရာလိုတယ်ညီမလေးကဒေါ်လာ2000ပေးဝယ်ခဲ့တာသူကြောင့်ဒေါ်လာ1000ပေးဝယ်ခဲ့ပေးစရာလိုအဲ့ရောအဲ့ညီမလေးကအဲ့အခုဝယ်ခဲ့အဲ့ကိုညီမလေးကိုပျော်ပါမလားညီမလေးကိုဘယ်လောက်ပဲကြိုက်တဲ့ထားဘယ်လောက်ပဲကြိုက်မြန်နိုးရဲ့အိတ်ဝယ်ခဲ့တယ်2000ပေးဝယ်ခဲ့တဲ့အိတ်ကိုရှိရလူက1000နဲ့ပေးဝယ်လို့ရတယ်အဲ့ဆိုင်မှာပဲပေးဝယ်ခဲ့တာအဲ့ရောအဲ့ဆိုင်ကိုညီမလေးကျေနပ်မှာမဟုတ်ပြီးတော့ညီမလေးဝယ်ထားအိတ်ဝယ်အဲ့တော့တိတ်မြန်နိုးတော့မှာမဟုတ်ဒါတဘာဝပဲနော်ဒါလူတဘာဝအဲ့ဒါယောက်ျားအများစုညီမလေးကိုဘယ်တော့မှမပြောဒါကြောင့်ယောက်ျားလေးတွဲမယ်လေတွဲရောက်တူးမှာအနာမမရှိရသူဘယ်အချိန်မှာတေချာစဉ်းစားတော့တကယ်လက်ထပ်ယူတော့မှတေချာစဉ်းစားညီမလေးကိုယောက်ျားလေးကိုအဖြစ်မပေးခင်တေချာစဉ်းစားတယ်လို့မျိုးကယောက်ျားလေးဘယ်တော့မှတေချာစဉ်းစားရဆိုရင်သူလက်ထပ်မယ်ဆိုတော့မှတေချာစဉ်းစားတယ်အဲ့ရော criteria အရင်ကွာသွားပြီယောက်ျားလေးရီးစားရအောင်စဉ်းစားဘာလို့မသိမစမ်းဒီကောင်မကြီးချော်တယ်ကိုပြဿနာမရှာဘူးเนาะဒူးစဲတမမဟုတ်ဘူးစေးတမမဟုတ်ဘူး HIV မရှိဘူးဆိုရင်ယောက်ျားလေးကိုတွဲမှာပဲအိတ်မှာပဲเนาะအကောင်ဝယ်300ရတယ်ဟုတ်တယ်မသူရဲ့ညီမလေးကိုတွဲမဲ့ criteria အရင်နေတယ်ညီမလေးကိုတကယ်အတီးယူမဲ့ criteria အရင်မြင်တာယောက်ျားလေးပိုတော်လေးပိုကောင်းလေးပိုမြင့်လေးပိုပြီးမြင့်လေးပဲနော်အဲ့ကြောင့်ရမ်းအရေးကြီးညီမလေးအမှားမလုံးမိစိမ့်နဲ့ယောက်ျားအများကြီးညီမလေးကိုပြောမှာမဟုတ်ဘူးဘယ်တော့ဘယ်သူမှအမုန်းခံမပြောဘူးသူအနောက်ကွယ်မှာလားသူဒီမိန်းမကိုပြစ်ချင်တယ်ဆိုရင်တခြားမိန်းမနဲ့ဖောက်ပြန်လာတာလို့ညီမလေးကဒီယောက်ျားဖောက်ပြန်တယ်ထင်အမှန်တော့ဒီမှာညီမလေးကိုအတိမယူခြင်းတော့တဲ့အတွက်ကြောင့်ရှင်းနေပဲညီမလေးကိုတိတ်ဖုန်းမခေါ်တော့ဘူးတော့တိတ်ပြီးတော့ဂယူးမဆိုင်တော့ဘူးနော်ညီမလေးထင်တာဒီယောက်ျားမကောင်းဘူးအဲ့ကြောင့်သူ့ပြက်လာတာညီမတို့ဖြတ်တယ်ထင်တယ်အမှန်က तू ကညီမတို့ဖြတ်ထားကြားလာစိတ်ထဲဖြတ်ထားညီမတို့ကတန်မိုးမရှိတဲ့အတွက်ကြောင့်နော်တန်မိုးမရှိတဲ့မိန်းမအတီမီယူမဲ့မိန်းမအတွက်ကြောင့်ညီမတို့ခရီးမဆိုင်တော့နော်အရင်အရေးကြီးနော်အဲ့လိုမျိုးတိဖို့လို့ဒီလိုမျိုးအချစ်ပညာရေးပူတက်ချင်ဆိုဒီ channel ကို subscribe လုပ်တာပါဟုတ်ပြီပြီးတော့ထိတ်ဆုံးရောက်နေတဲ့ HMA ကျိုးတော်ဖြစ်ချင်တယ်ဖြစ်ခဲ့တယ်အကုန်ကြည့်ဒေါက်တာရဲ့ညီမချက်တွေက69ရာခိုင်နှုန်းအကုန်ပြည့်ရပါအသက်30မတိုင်ဘူးမီနနာဖြစ်အောင်လုပ်မှာဖြစ်တယ်မိဘကျေးဇူးဆက်ချင်ဆက်တယ်ကဘာပတ်တယ်အကုန်လုံးဖြစ်အောင်လုပ်တယ်နော်အဲ့ဒါကြောင့်အသက်30နဲ့အထက်ကိုရွေးဆိုဘာကြောင့်လဲအသက်10နှစ်လုံး chance ပေးတာယောက်ျားလေးတယောက်ညီမလေးကိုတကယ်ယောက်ျားတော့ယောက်ျားကောင်းယောက်ျားမင်းရချင်အသက်30နဲ့အထက်အသက်30မှာမအောင်မျိုးဆိုစဉ်းစားကြမလို့အတုံးမကြတော့နော်အသက်20နဲ့အိမ်ဝင်လာတာတော်တော်လေးရှားပါတယ်เนาะတရားဒေါက်တာအသက်20ကျော်နဲ့အိမ်ဝင်အရန်အောင်ရှားတယ်အဲ့ criteria နဲ့တော့တိတ်ပြီးတော့အသက်29 28လောက်ဝင်နိုင်အောင်ကြည့်နိုင်အဲ့ဒါဆို average နဲ့ပိုပြီးတာနေပြီเนาะအသက်20ကျော်လေးဝင်ဆိုတော့အရန်ထိတ်ဆုံးရောက်နေပြီအရန်ထိတ်ဆုံးရောက်နေအိမ်ဝင်တယ်ဆိုတာเนาะအိမ်ချမ်းမီကျိုးတော့ထိတ်ဆုံးရောက်အောင်လုပ်တယ်အသက်30မတိုင်ပြီးစီးပွားရေးထောင်တယ်မီနနာဖြစ်တယ်ဆိုတာအရန်ရှားမီနနာအများစုအသက်60မှာဖြစ်တာအသက်30မတိုင်ဖြစ်အရန်ရှာအဲ့လိုမျိုးတွေ့ခဲ့မှဆိုရောညီမလေးအရန်ထိပေါက်ရတယ်ကောင်းတယ်တကယ်ပြောတာထိပေါက်ရကောင်းဒီလိုချမ်းသာမှုဆိုတာစိတ်ထားကောင်းရတယ်သူများဘာလိုချင်ဟာအများကြီးပေးတဲ့အတွက်ကြောင့်ချမ်းသာယောက်ျားပဲယူနော်ချမ်းသာယောက်ျားအပြိုစင်ဘဝပေးမယ်ဆိုချမ်းသာယောက်ျားပဲပေးဘာကြောင့်ဆိုတော့ तू တိသူတုံရစပြီးတော့ချမ်းသာဆိုမိဘချမ်းသာပြောမှာနော်မိဘချမ်းသာပြောတာတည်းပြတုံးဖြုံးနေအဲ့ယောက်ျားတန်မှုမရှိဘူးကိုကတုံရစပြီးတော့ထိတ်ဆုံးရောက်အောင်လုပ်တယ်အဲ့ဒီယောက်ျားနဲ့အတူနေရမှာဆိုဘလို့ပဲဖြစ်ဖြစ်လက်မထန့်ရမှာရိုးစောစောကောင်းပါလေအတုံးမကြယောက်ျားနဲ့လွန်သွားပြီးတော့နေရတယ်အများကြီးပူတာတယ်။ဘာကြောင့်ကိုယ့်ဘဝကဘလို့ပဲပြောသူကစာနာရှိရယ်ခင်းနာရှိရယ်မေတ္တာရှိရယ်ဆိုရင်ကိုယ့်ကိုလက်မထန့်ရမှာသူနေတယ်လို့အိမ်ကောင်းလေးနဲ့ထားရမယ်နော်ကိုယ့်ကိုခင်းဆိုင်မယ်တကယ်အချစ်အရေးကြီးတော့အချစ်နဲ့မေတ္တာပိုအရေးကြီးတယ်ဆိုကိုနင့်လာစရာအကြောင်းမရှိဘူးရိုးတာမှတတောင်းစားတော်ကြီးပဲဆိုဒီအိမ်မျိုးနဲ့နေရမှာပေါ့အနည်းတော့ तू နဲ့လက်မထန့်ရမှာတတောင်းစားလက်ထန့်ရမှာ
ဒီမျိုးအိမ်မျိုးနဲ့မနေရအောင်နော်တနောက်စားကိုတယောက်လည်းယူရမှာကောင်းကောင်းမနေရအောင်ဒါပေမဲ့တကယ်အရန်ကိုယ်တကယ်ချစ်တယ်လက်တော့မထဘူးကျင်နာတယ်အကုန်လုံးဆိုရင်ကိုယ့်အပြိုစင်ဘဝပေးတာတန်တယ်ဘာကြောင့်သူနဲ့အတူတူနေတာအဖြစ်ဘဝတာသွားပြီပြီးတော့သူ့ဆရာပညာယူရစီးပွားရေးပညာယူရတယ်အင်ချန်မီနဲ့ပတ်သက်တဲ့ပညာယူရတယ်နော်ဒါ example ပေးရမှာယောက်ျားလေးတော်များချမ်းသာမှုဆို example ကုမ္ပဏီပိုင်ရမယ်အင်ချန်မီလုပ်ရမယ် stock share လုပ်ရမယ်နော်အဲ့ဒါမျိုးအရင်အရေးကြီးအဲ့လိုမျိုးလုပ်တဲ့ယောက်ျားလေးချမ်းသာမှုတွေပိုများတယ်အားကြောင့်ဆိုတော့ညီမလေးပြောဆက်ပြီးတော့ကြည့်မယ်ဟေးအရေးချင်းမရှိတယ်ညီမလေးတို့တော်တော်ညံ့အောင်ပြလိုက်တာအစတည်းမလေးလာတတ်ဘူးလားတခြားစဉ်းစားနေဒီညီမလေးတော်တော်ကြီးညံ့တယ်နော်ဒီအချစ် channel ကို तू မတွေ့ရတဲ့ကြောင့်နော်အခုဒေါက်တာပြောတဲ့အားကဂယုနာမြင့်တာလည်းပြောတာဒီလိုဖြစ်ရတဲ့အပြင်မှာအများကြီးပဲဒီလို post လုပ်တဲ့ပေးတဲ့ညီမလေးကတက်တိရှိရပြောရတယ်။ဘာကိုပေါ့ကိုလှန်ထောင်းတာပဲဒါကတော့ဒေါက်တာနဲ့ဆွေးနွေးမဲ့ဆိုရောဒေါက်တာကတော့ဒီမျိုး post တွေမျိုးအကြံပေးမှာမဟုတ်ဘူး။ဘာကြောင့်ကိုပေါ့ကိုလှန်ထောင်းရတယ်တူတူပဲเนาะပြီးသွားရင်စစပြောမယ်လက်ထက်ယူမဲ့ယောက်ျားစဉ်းစားမအောင်3နှစ်3မိုးအောင်ကတခြားကောင်းတဲ့အတူနေခဲ့တယ်အတူအိတ်ခဲ့တယ်ငါကြောက်တနှစ်နဲ့တွေ့ပြီးတချင်းလက်ထက်ခံတယ်အဲ့လိုမျိုးကြည်နေမှာမဟုတ်ညီမလေးကနောက်ကျောင်းကအရန်အရေးကြီးတယ်အခုသိပြီမလားယောက်ျားလေးအများစုဒါမျိုးပြောမှာမဟုတ်သူစိတ်ထဲမှာဆိုတော့အိတ်ညီမလေး2000ပေးတဲ့အိတ်လိုမျိုးပဲရှေ့ကတယောက်ကြောင့်1000ပဲပေးစရာလို့ရတယ်2000ကတန်ဖိုးတိတ်ပြီးမထားတော့ဘူးဒါအမှန်ပဲเนาะအဲ့ကြောင့်အပြိုမစစ်တဲ့မိန်းမတွေခလေးအမေတွေညီမလေးပြောမှာယူရဲ့ယောက်ျားရှိအောင်အဲ့ယောက်ျားကိုမေးမယ်အဲ့ယောက်ျားကသူ့ကိုချစ်တဲ့မိန်းမတွေအပြိုစစ်စစ်ရှိမယ်နော်ရုပ်ရချော့မယ်မိန်းမ2ယောက်3ယောက်ရှိမယ်ဆိုရင်ခလေးမယူမလားမယူဘူးသူ့မှာယူစရာမရှိဘူးယူလိုက်ရရှင်းမိတာနော်ညီမတို့တကယ်အရင်ပြည့်စုံယောက်ျားအရင်တော်ယောက်ျားတော်ယောက်ျားကယောက်ျားမြတ်ညီမတို့တမိသားစုဘဝပြောင်းလဲသွားတဲ့ယောက်ျားမျိုးဆိုညီမလေးတို့အပြိုမစစ်ဘူးနောက်ကျောင်းမရှင်းဆိုမယူဘာကြောင့်ဆိုအပြိုမစစ်တယ်ခလေးမေဆိုနောက်ကျောင်းမရှင်းဆိုရင်စိတ်အေးချမ်းအောင်ပတ်စံရှိရဲ့ယောက်ျားနဲ့တော်ရဲ့ယောက်ျားနဲ့စိတ်အေးချမ်းမှုအဓိကဖြစ်သွားပြီတကယ်လက်ထပ်ယူမှုစဉ်းစားမှုစိတ်အေးချမ်းမှုအရင်အဓိကပဲเนาะအခုပြဿနာလာပြီနိပတ်စံငါမိမကိုပြောထွက်အံ့ဩမိတယ်မိန်းကလေးတယောက်ယူပြီးတရားဝင်ယူဖို့တော့စိတ်မကူပဲငါထွက်သွားတော့မှငါမိန်းပါဆိုပြီးလက်နောက်ရှက်ချင်းချောင်းနေတာအတိညာရှိတဲ့လူတွေလုံးတဲ့အလုံးမဟုတ်ပါဘူးပဲကိုပေါင်ကိုလှန်ထောင်းနေပြန်ပြီသူနဲ့အတူ3နှစ်နေရတော့မိမကိုပြောတာ तू တကယ်ချစ်တယ်ဆိုရင် तू ပျော်နေမှာ तू အခုမချစ်တော့ညီမလေးကိုမှတ်တာမချစ်တော့ယောက်ျားဆိုရင် तू အပြောခံမှာမဟုတ်ချစ်တဲ့ယောက်ျားဆိုရင်မိမ2ယောက်3ယောက်ရှိရဲ तू ယူတာပဲယူပြီးတော့သူ့မိမပါပြောတယ် तू ပျော်နေမှာเนาะအခုငါမိမကိုပြောထွက်တာအံ့ဩမိတယ်ဒါယောက်ျားလေးကမစားရတဲ့အမဲတဲနဲ့ပဲ့တော့ तू စားပြီးသွားပါပြီ3နှစ်လုံးစားပြီးသွားဒါပေမဲ့ဘာပြောကိုရှိပြီးသားဟာကိုဆွတ်လို့ရမှာဆိုရင်ခွဲရမှာဆိုရင်ဒါရောက်နူးတဘာဝပဲအနည်းဆိုငါသူ့ကိုဖြက်စီးပြမယ်အဲ့လိုမလုပ်ရအဲ့လိုမကောင်းတဲ့ယောက်ျားရုပ်မာရှိရနော်အဲ့ဒါကြောင့်ရှင်းမိတာယောက်ျားလေးတကယ်ယောက်ျားတော့ယောက်ျားကောင်းယောက်ျားမြတ်နောက်ကျောင်းမရှိမိမှာမကြိုက်ရမှာကြောက်ဒီလိုပဲပြဿနာတွေကိုနော်ကိုနဲ့ယူပြီးတော့မှပေါ်လာမှာဆိုဘယ်လောက်ထိကိုတမိသားစုထိခိုက်မလဲဆိုတာတကယ်တော်ရဲ့ယောက်ျားမှမသိရတကယ်ယောက်ျားမြတ်မှမသိရနော်အဲ့ဒါကြောင့်ဘယ်တော့မှမယူဟေးနေပါစတာတူတော်ကောက်လိုက်အောင်မနေတိတ်ခါရှိရလူဆိုဒီလိုအလိုမျိုးမလုပ်နဲ့သူများကိုပြောတယ်ဒါတူပေါတူလှန်ထောင်းနေဖြစ်တယ်ဗာမိန်းမ2ယောက်ရှိရနော်နေအတီးယူမထင်တာတရားဝင်ယူဖို့တော့စိတ်မကူးတဲ့အမလေးညီမလေးဘယ်တော့မှမထင်နဲ့မိန်းမအများရှိရနော်ဘယ်ယူမလဲအတီးယူမလဲရပြီးသွားပြီနေကိုရပြီးသွား3နှစ်လုံးရပြီးသွားစားပြီးသွားပြီလေဘာကြောင့်ယူရမှာလဲညီမလေးရဲ့စူပါပါဝါဘာတဲ့ညံရွယ်မှုလှပမှုဒီကောင်မလေးညံရွယ်မှုပဲရှိရလှပမှုပဲရှိရနော်အပြစ်ခင်းစဲပုံစံပေါက်တယ်ဒါပေမဲ့ तू အမှားလုံးကဘာလဲဆိုတော့အပြိုစင်ဘဝပေးလိုက်တာကြာပြီးသွားရဆိုရင်ညီမလေးတို့ 80% တန်ဖိုးယောက်ျားရသွားပြီဆိုတော့ဟိုးညီမလေးတို့အရန်တော်တော့မှရိုးဘာမဟုတ်ယောက်ျားလေးကိုမီနန္နာလုံနိုင်တဲ့အိမ်ချစ်ရှိတာအဲ့လိုမျိုးဆိုရင်ညီမလေးကိုစားပြီးတော့မှဆက်ပြီးတော့တွဲဦးမယ်နော်အရန်အရေးကြီးရင်တော့ဥပမာဆိုရင်မီနန္နာတွဲတယ်ဆိုရင်ဒီ
ဒီကောင်မလေးအပြိုမစစ်ဘူးအပြိုစစ်စစ်ကိုဘဝပေးတယ်မထားအပြိုကိုဘဝပေးတယ်သူကမစိုးဒီအပြိုစစ်စစ်လေးသူ့ဘဝကိုလာတီထောင်ပေးမယ်ပညာလေးတင်ပေးမယ်အဲ့လိုစိတ်သက်မရှိတယ်အကယ်၍ဒီကောင်မလေးကဒေါက်တာလိုမျိုးမီနန်နာနော်ဒါမီနန်နာအများစုအဲ့လိုပဲမီနန်နာနဲ့တွေ့မှဆိုရင်သူအပြိုမစစ်ခဲ့ဘူးဟိုကောင်းတဲ့3နေတော့အိတ်ခဲ့တာโอเคငါနဲ့အိမ်ဝါပြီဒါသူ့တန်ဖိုးကသူ့စီက80%ရပါတယ်ငါအလုပ်ပျက်စီးရဆိုဘယ်လိုလုပ်မလဲငါ့ကိုနှောက်ရှက်မယ်အမြဲတမ်းဟိုတွေးချင်တယ်ဒီတွေးချင်တယ်အချိန်ကိုအများယူမှဆိုရင်ပြက်နာမှာပဲဒါပေမဲ့ဒီလိုမျိုးညီမလေးမျိုးအပြိုမစစ်ပေမဲ့လည်းမီနန်နာရနိုင်တဲ့ခေတ်ရှိတယ်ဘယ်လိုမျိုးလဲဆိုတော့သူ့လုပ်ငန်းမှာဒေါ်လာ1 million ရဆိုရင်2 million ရအောင် idea ကောင်းကောင်းပေးနိုင်တာပါမီဖြည့်ပေးနိုင်တာဘီနန်နာဖြစ်အောင်လုပ်ပေးနိုင်တာသူ့ကဘာကျော်ဖြစ်အောင်လုပ်ပေးနိုင်တာအဲ့လိုမျိုးအရေးချင်းရှိရဆိုညီမလေးကိုဆက်တွဲမယ်ဒါပေမဲ့စဉ်းစားအဲ့လိုမျိုးလုပ်ပေးနိုင်အရေးချင်းရှိတာနဲ့ကိုယ့်ရဲ့အပြိုစင်ဘဝလေးကိုထိန်းထားရတယ်ဘယ်ဟာပိုလွယ်မှထင်တယ်ယောက်ျားတစ်ယောက်ကိုဘာမှမရှိတဲ့ယောက်ျားတစ်ယောက်ကိုမီနန်နာဖြစ်အောင်ကူညီပေးရတဲ့အရေးချင်းမီနန်နာကိုဘီနန်နာဖြစ်အောင်လုပ်ပေးရတဲ့အရေးချင်းနဲ့ကိုယ့်အပြိုစင်ဘဝလေးကိုယ့်အမေပွေးထားတဲ့အမွေမိဘပေးတဲ့အမွေကအပြိုစင်ဘဝလေးကိုထိန်းထားပြီးတော့ဒီလိုအရန်တော်ပြီးသားယောက်ျားတော့ယောက်ျားကယောက်ျားမြတ်ရဲ့ attention ယူဆိုင်မှုတကယ်ချစ်မဲ့အချစ်စစ်เนาะအတီယူဆိုလက်ထပ်ချင်မှလက်ထပ်နေမယ်မီနန်နာတွေကလက်ထပ်ဆိုအရန်ကောင်းတော့ပေါ့เนาะအရန်ကန်ကောင်းတော့ဆိုရင်လက်ထပ်မယ်လက်ထပ်မှုကိုရတယ်ဆိုတာအရန်ကောင်းတယ်မိဘပေးတဲ့အမွေကိုအတုံးပြုတ်ပြီးတော့เนาะဘာလို့လဲဆိုတော့ကို့မှာနောက်ကျောင်းရှင်းတယ်ဆိုရင်ဒီယောက်ျားစဉ်းစားသူ့မှာနောက်ကျောင်းအရန်ရှင်းတယ်ငါစိတ်ပူစရာမလိုဘူးစိတ်ပူစရာမလိုငါတို့အရန်တန်မှုရှိတယ်ငါ့ကိုယူဆတယ်ငါ့ကိုချစ်တယ်ငါ့ကိုပတ်စံလိုချင်လို့ပဲယူတာမဟုတ်ဘူးအဲ့ဒါဆိုတာသူ့ကိုတကယ်အတီးယူမယ်စဉ်းစားတော့ဖြူစင်တာလေးနဲ့ဒီလိုအရေးချင်းရှိယောက်ျားမျိုးရတာညီမလေးကိုအရန်တန်တာဆိုတော့2000တန်အဲ့ကို1000တန်ပေးဝင်လာလဲအတူတူပဲတကယ်2000တန်အပြင်မှာပေးရဘယ်သူမှဟို1000နဲ့ပေးဖို့မရတာကိုတယောက်ထဲကြမှာ1000နဲ့ပဲပေးဝယ်စရာလိုတယ်ညီမလေးပုံမပြောပါဘူးကိုက2000ပေးအောင်မှဒီအဲ့ကိုဝယ်ခြင်းတယ်ဒါပေမဲ့ तू ကဘယ်မိန်းကလေးဘယ် customer မှ2000နဲ့ပေးမရဘူးညီမလေးကိုပဲ1000နဲ့ပေးရောက်တယ်ညီမလေးကိုအရန်ပျော်မှာပေါ့အဲ့လိုမျိုးစဉ်းစားယောက်ျားအရန်တော်ယောက်ျားဘယ်မိန်းကလေးကိုမှလက်ထပ်မယူဘူးအတီမယူဘူးဒါပေမဲ့ကိုကဖြူစင်းတဲ့အတွက်ကြောင့်ပါမီဖြစ်ပဲကောင်းဖြစ်တယ်စကားနားထောင်လေးစားမှုရှိရဲ့အတွက်ကြောင့်ဒီယောက်ျားကညီမလေးကိုအတီယူမှဆိုညီမလေးကိုအရန်တန်တာအဲ့လိုမျိုးမှအခြေရေးမှာကောင်းတယ်လို့ဆိုလို့တယ်နော်ဒီလိုမျိုးကိုပေါင်ကိုလှန်ထောင်းတဲ့အမျိုးသမီးတွေအတုံးမကြယောက်ျားတွေရှိပါတယ်လားကိုမအောင်မှာမန်းရှိခေါ်ထားပါโอเคရပြီးတော့နေကမိန်းကလေးတယောက်အားကိုးရမယ့်လူမဖြစ်နိုင်လို့လမ်းခွဲရမယ့်လမ်းကိုရွေးချယ်ခဲ့ရတာနေဖြစ်ရှင်းမယ်ဆိုပြီးပြောခဲ့တာလည်းများပြီပြီးတော့ငါမဖြစ်ရှင်းတော့အရင်ကမိန်းမကွဲခိုင်းရမလို့ဟုတ်မိန်းမကိုကွဲခတ်ဖို့စိတ်မကူးနဲ့เนาะတကယ်အတီယူလာမိန်းမဆိုကွဲမှာမဟုတ်ဖြစ်ရှင်းပြီးတော့လည်းနေမပြီးသေးဘူး like နှောက်ရှက်နေလို့ပဲတဲ့အလုပ်ထက်မှာ line ပေါ်မှာ Facebook account တွေဖွဲ့ပြီး like ပြီးအဆက်ခွဲတယ်မှတ်ထားအဲ့ဒါကြောင့်အရေးချင်းရှိရဲ့ယောက်ျားတော့ယောက်ျားမြတ်တွေကဘယ်တော့မှနောက်ကျောင်းမရှိမိန်းမကိုမယူဘာကြောင့်ဆိုတော့ဒီဘဝပြဿနာရမလို့အဲ့တဲ့ဟာတွေကိုဘဝရန်တာယာနေပြီလေနော်အိမ်လေးကောင်းကောင်းအေးဆေးလေးနေလို့ရတယ်ပတ်စံနဲ့စိတ်ပူစရာမလိုဘူးစီးပွားရေးကတစ်တော့ဖြစ်နေတယ်ကဘာလေးအေးဆေးပတ်လို့ရတယ်မိဘရဲ့ကြီးဆက်နေတယ်အမြဲတမ်းပျော်ရွှင်နေတဲ့ယောက်ျားကြမ်းမာရေးကောင်းတယ်နော်ဟင်းတွေပါလေအမြဲတမ်းကောင်း5 star hotel မှာစားတယ်နော်ဘာမှစိတ်ပူစရာမှားစားရအကုန်စိတ်ပူစရာအကုန်လိုလိုက်ရတဲ့ယောက်ျားလေးမျိုးကဘာကြောင့်ဒီလိုပြဿနာကိုခေါ်ပြီးတော့တွင်းလာမလဲကိုဘွားတယ်လို့တခြားစဉ်းစားညီမလေးကိုအဲ့ယောက်ျားလေးခြေရထဲမှာဝင်ပြီးတော့နားထောင်ကြည့်လိုက်ညီမလေးကိုလည်းအဲ့လိုပြီးပြည့်စုံနေရင်ဒီလိုပြဿနာရှိရဲ့မိန်းမကိုယူပါမလားဟုတ်တယ်မဘယ်ယူမလဲနော်ပစ္စည်းတစ်ခုဘယ်မှာဆိုပစ္စည်းပဲအဝယ်ပဲဒါယောက်ျားနဲ့မိန်းကလေးကတူကို
တရားကိုလိုအပ်တာရှိရောအတူတူ relationship ရှိရလိုအပ်တာမရှိပဲဘယ်တော့မှအတူတူမရှိအတူတူမလဲဘူးเนาะအတူတူမပေါင်းစည်းနိုင်ဘူးလိုအပ်ချက်တွေရှိရကြလိုချင်တာရှိရကြဒီဟာကညီမလေးက product ပဲပစ္စည်းတစ်ခုက product ပဲเนาะဒီ product အရန်ချော်တယ်ကောင်းတယ် okay product ကကြည့်လိုက်တယ်အိုးကောင်မလေးကငယ်ငယ်တယ်ဟောချောလဲချောတယ်အဲ့ဒါဆိုရင် product ကအဖြူရဖြူစင်ဆိုရင် product အရန်တန်ဖိုးရှိပြီလားဒါပေမဲ့သူ့ service မကောင်းကိုမလေးစားဘူးကိုစကားနားမထောင်ဘူးကိုပိုင်ဖြစ်မကောင်းမဟုတ် service မကောင်း product တခုဝယ်နေရမှာ product လည်းကောင်းရမယ် service လည်းကောင်းရမယ်အဲ့ဒါမှ customer ပြန်လာမှာညီမတို့အိတ်သွားဝယ်တယ်ဆိုတော့အိတ်သွားဝယ်အိတ်ပြတ်သွားတယ်မပြင်ပေးဘူးဟောဒီနေ့ဝယ်မနေ့ပြတ်သွားတယ်မတော်တဆပြတ်တာရှိတယ်မယ်ဒါပေမဲ့လို့ဆိုဒါပေမဲ့ service ကအိုးစစ်ဆောင်ပြီးအတစ်တလုံးလဲပေးမယ်အဲ့ဒါဆိုညီမလေးအဲ့ဆိုင်မှာအများနဲ့ထပ်ပြီးတော့ဝယ်ခြင်းစိတ်မပေါဘူးလားဟုတ်တယ်မလားနှမျိုးရှိရနော် product လည်းကောင်းရမယ် service လည်းကောင်းရမယ်နော်အချစ်ရေးမှာအဲ့လိုပဲညီမလေး product ပါလေညီမလေး product ကငယ်ရွယ်မှုရယ်အလှပရယ်ဖြူစင်မှုရယ်ညီမလေး product ညီမလေး service ပါညီမလေး service ကစကားနားထောင်ရတယ်လေးစားမှုရှိတာတယ်ပါမီဖြစ်ပေးတာလားညီမလေးရဲ့ service နော်နောက်ကျောင်းရှင်းအောင်လုပ်ထားရတယ်ညီမဒါအရန်ကောင်း product ကောင်း service ကောင်းတယ်နော်ပြတ်တာတိတ်မရှာဘူးတိတ်ပြီးတော့လည်းကြီးမတိုက်ဘူးအဲ့ဒါအားက service ပဲ product service ကောင်းလို့ဆိုဒီ customer အမြဲပြန်လာမှာကိုယ်စီပဲလာမှာကိုယ်ဘယ်တော့မှခွဲမှာမဟုတ်အမြဲတမ်းမှတ်တာနော်လူကောင်းတွေလုံးရမဟုတ်ပြဿနာဒီထက်ဆက်မတက်ချင်အေးစစ်နေခဲ့တာနေကဖြည့်ရှင်းပြီးရနေမပြီးသေးဘူးလိုက်နှောက်ရှက်နေလို့မင်းကြီးတယောက်ကငါသူ့လင်ပဲလို့လိုက်ပြောဖို့အရေးချင်းနေမှာမရှိဘူးအစတာလင်ဖြစ်ပြီးွားပြီလေလင်ဖြစ်ပြီးွားလာမပြောနဲ့လေဟုတ်ပါအဲ့ကြောင့်ယောက်ျားလေးလိုက်ပြောတာဗောအဲ့ကြောင့်အနှောက်ရှက်ရှိတယ်နော်နေ့အစ်ကလူရုပ်မှာအစ်စ်ပဲရှိတယ်အစကနေမဲယူခဲ့တာလေညီမတို့စဉ်းစားတော့ကိုပေါ့ကိုလှိုင်ထောင်းလို့ဖြစ်နေတာကိုပြန်တွေးကြည့်ပါတယ်ငါတို့လူကောင်းလားလူလုံးမှာဆိုတာအခုကိုဖြည့်ရှင်းနေတာနေနဲ့စက်ပတ်သက်ခြင်းနေတာမပတ်သက်ခြင်းနေတာဆိုနေလူဆိုနေတည်တယ်အဲ့ဒါကြောင့်ထက်လည်းမနှောက်ရှက်ပါနဲ့လာလည်းမပတ်သက်နဲ့ငါပေါ်မှာနေနဲ့ပတ်သက်မိရင်နောင်တအရာဆိုမဲ့ public ဖြည့်ရှင်းကြမလို့ဘူးเนาะ private လို့ရတယ်အကောင်းဆုံးကဒီလိုမျိုးကိုချင်းစာချင်းမရှိဘူးသူ့မိမအများကြီးထားဒေါက်တာမပြောလို့ဒါယောက်ျားလေးမှန်ရင်မိမအများကြီးထားခြင်းတယ်မိမတွေကလည်းလက်ခံမှာပဲထားလို့ရလားအရေးချင်းရှိလို့ဒါအချစ်နဲ့ပတ်သက်သူအရေးချင်းရှိရပြောင်းယောက်ျားလေးသူမလိန်ထားလို့ဆိုတဲ့မျိုးပေါ့လိန်ထားရဆိုတာရုံမာတာပဲကိုယ်ပွင့်မတဲ့စားတယ်ပြောထားရဆိုရင်ညီမလေးအပွင့်မတဲ့ပြောယောက်ျားပို့ပြီးယုံရတယ်စားရလိန်ပြောတာတယောက်တည်းရှိတယ်ဆိုပြီးတော့နောက်ပိုင်းကျမသိသွားယောက်ျားကပို့ပြီးတော့ယုံပါတယ်စားရရโอเคကြီးစားရရှိတယ်ဒါခုအရန်ချစ်တာကြိုက်တာမတွေ့တယ်ဘူးတွဲကြည့်မယ်တွဲကြည့်ရဲ့ကြီးစားရှိတယ်နော်အဲ့လိုပုံမှန်နဲ့ပြောတဲ့ရီးစားတာယောက်ျားကပို့ပြီးတိတ်ခါရှိရပို့ပြီးတော့ယောက်ျားမြက်နော်ယောက်ျားတစ္ဆာဆိုပါလေယောက်ျားရမိမအများလိုချင်တာတစ္ဆာတရားပဲအမှန်တရားပဲနော်ဒီကောင်လေးပါโอเคဒီပွဲမှာယောက်ျားလေးမှန်တယ်ထင်တာမိန်းကလေးမှားတယ်ထင်တာဘသူတွေမှားတယ်ထင်တယ်ကိုမမှာရေးတာပါကိုမမှာတော့ကြည့်လိုက်ဒီညီမလေးတယောက်အစ Facebook မှာတွေ့ရလှလိုက်တာဆိုပြီးတော့ထင်ရရတယ်ရတဲ့ယောက်ျားလေးအရန်ကန်ကောင်းမှထင်နေတာလေမထင်တော့เนาะဒေါက်တာတိရဲ့ဒေါက်တာတူးထက်အများကြီးတာမှန်ပါဒါပေမဲ့ရုပ်ကလေးချောလေးအပြစ်ကိစ္စပုံလေးအပြိုစင်လေးဆိုရောသူအောက်ခြေမိန်းကလေးပဲဖြစ်နေပါပါစေကောသူ့ရုပ်ရည်မျိုးနဲ့အပြိုစင်လေးဖြစ်မယ်အတန်းငယ်မယ်ဆိုရင်သူ့ဘဝကိုမြေတောင်မြောက်ဖေးလို့ရတယ်မြေတော်မြောက်ပေးဖို့တဲ့အစင်နှစ်မယ်စီးပွားရေးတစ်ခုထောင်ပေးမယ်အရေးချင်းရှိရဆိုပြောနော်ကိုကစောင့်ကြည့်မယ်ဒီမိန်းကလေးစီးပွားရေးအသိဉာဏ်ရှိရအသိဉာဏ်မရှိသေးဘူးဆိုရင် तू စီးပွားရေးအသိပညာနဲ့ပတ်သက်အောင်ပညာတင်ပေးမယ်ဒါတကယ်ချစ်မှာနော်တကယ်မချစ်ဆိုရင်မလုပ်ယောက်ျားလေးကတကယ်ကိုယ့်ဘဝတိုးတက်စေချင်ပညာရေးတင်စေချင်ဆိုတာဒါတကယ်ချစ်တဲ့အတွက်ကြောင့်ဒါကြောင့်ပညာရေးတက်ခြင်းအပြင်ကိုထဲကနေပြီးရုံထွက်ဖို့ကပိုလွယ်သွားမယ်အဲ့ဒါဆိုရင်အဲ့လားတိတယ်တကယ်တော်တဲ့ဒေါက်တာလိုမျိုးယောက်ျားတော့ယောက်ျားမြတ်တာအကုန်တိတယ်ကိုကပိုပြီးမြေတောင်မြောက်ပေးနေတယ်ပ
ပိုချောအောင်လုပ်ပေးနေတယ်ပိုပြီးပညာတက်အောင်လုပ်ပေးနေတယ်ကို့ထဲကလေထွက်သွားဖို့ကိန်းတာပိုများဆိုကိုတီးပြီးသားအဲ့ဘာကြောင့်လုပ်ပေးခြင်းရှိရတယ်ဘာကြောင့်လုပ်ပေးခြင်းရှိရဆိုတော့တကယ်ချစ်လို့ပေါ့လက်မထန့်ရင်မှ तू ဟာအပြိုစင်နေဖြစ်မယ်ရုပ်ရည်ချော်မယ်အသက်ရင်မယ်ကိုယ်လေးစားမယ်စကားနားထောင်မယ်ကိုစိတ်ချမ်းသာရမယ်ဆိုရင်အဲ့မင်းကလေးကိုလက်ထပ်တလူမျိုးပဲဘဝကိုမင်းတော့မြောက်ပေးဖို့ဆိုတော့ဝင်မလဲဘူးနော်ဒါပေမဲ့အခုအချိန်မျိုးဆိုရင်လုပ်ပေးကြမလုပ်ပေးချင်ဘူးအပြိုပဲမစစ်တော့နောင်ရဲစိတ်မအေးအောင်တွဲအောင်တွဲမယ်ကိုနဲ့အတူတူနေမယ်ဆိုတော့ကောင်းအိမ်ကောင်းမှနေရမယ်နော်အိမ်ကောင်းမှနေရမှာဒါတဘာပါပဲဒေါက်တာပဲတော့ကဘာပတ်နေဆိုကဘာပတ်ဟာရယ်လိုက်ပတ်ရမှာဒါဆိုကိုနဲ့တွဲနေရအောင်နော်ကိုကအကောင်းစားစားပြီးတော့သူ့ကိုအဆုတ်ပြက်ပေးမှာမဟုတ်အဲ့အမျိုးဆိုလူရုံမှဖြစ်သွားပြီနော်ဘဝကြီးကရိုးအတုံးမကျကောင်းတဲ့တွဲရဆိုင်အများကြီးတော့တာလာပဲမီနနာနဲ့တွဲမယ်ဆိုတာအိမ်ဆန်မပေးတာအများကြီးတာလာပဲဒါပေမဲ့စိတ်ထဲမှာလှိုက်ရောသူ့ဘဝတိုးတက်စေခြင်းစိတ်စီးပွားရေးထောင်ပေးစေခြင်းစိတ်နော်သူ့မှာမိဘရှိမှာပဲသူ့မိဘတွေတခုခုဆိုရင်ကြက်မကြီးနဲ့လိုအပ်မယ်စိတ်ကသွားပြပေးခြင်းစိတ်တော့မိဘကျေးဇူးတည်တဲ့အတွက်ကြောင့်သူ့မိဘကိုထောက်ပံ့ရဆိုရင်စိတ်ဆောင်ဖြစ်ကိုယ့်စီမှာအလုံးလုံးလဲဆိုလက်ကရပေးထားမယ်လက်ကရပေးတာသူ့မိဘထောက်ပံ့လို့ရဒါပေမဲ့စိတ်ထဲမှာအားတက်တယ်ရောလိုက်တဲ့သူ့မိဘတွေကိုထောက်ပံ့ပေးစီရှိရမရှိတော့ဘာကြောင့်ဆိုတော့မိဘရဲ့တာဝန်ဆိုတာကိုယ့်သမီးတွေကိုယောက်ျားမရခင်အပြိုစင်ဘဝထိမ့်သိမ်းရမှတာဝန်ရှိတယ်နော်အဲ့လိုမျိုးမထိမ့်သိမ်းတဲ့မိဘမျိုးဆိုရင်အထင်မကြီးဘူးနော်အထင်မကြီးဘူးဒါအမှန်တရားပြောတာနော်ဒါယောက်ျားအများစုမပြောတဲ့စကားတွေနော်အဲ့ကြောင့်ဒေါက်တာကဘာကြောင့်ပွင့်နေပြောတယ်နော်အပြိုမစစ်မိန်းမတွေကလေးအမေတွေဒေါက်တာကိုမုန်းပါမယ်ဒါပေမဲ့ဒေါက်တာမိန်းမပြတ်နေပြောတာနော်တကယ်အတီယူပြီးတော့မှလက်ထက်ယူပြီးတော့မှကလေးရှိသွားတယ်ယောက်ျားတစ်ခုဖြစ်သွားတယ်ယောက်ျားပြောင်းလဲသွားတယ်မကောင်းအောင်ဖြစ်သွားတယ်ဆိုရင်ကွဲသွားတာဒါကိစ္စမရှိဘူးလက်မထက်ရသေးမနဲ့အပြိုမစစ်တော့တာလေနော်ပြီးသွားရင်ကလေးမေတွေကိုပြောတာโอเคဆိုတော့အပြိုမစစ်ပေမဲ့လည်းမီနန်တိုင်းဖြစ်သွားပြီးတော့ဘဝရဲ့တိုးတက်သွားဆိုတာနားလည်ပေးလို့ရတယ်ကိုဘဝရဲ့ဘယ်လောက်ဒီမှတိတ်မတော်ပဲဟိုအ ਨੇ စောပါမီနန်နာနဲ့ဖြစ်သွားတဲ့အတွက်ကြောင့်ကိုပညာရေးပိုတက်သွားတယ်စီးပွားရေးတစ်ခုရသွားတယ်ဆိုရင်ယောက်ျားမရှိအောင်မှပို့ပြီးတင့်တယ်သွားတယ်မိန်းမလားနော်ဘာပညာတက်သွားတဲ့အတွက်ကြောင့်စီးပွားရေးရှိတဲ့အတွက်တင့်တယ်သွားတယ်နော်အဲ့ဒါကြောင့်အရင်အကြီးအတုံးမချယောက်ျားကိုဘယ်တော့မှအပြိုစင်မပေးပါနဲ့နော်โอเคyep ပြီးတော့လိုက်လာဘယ်သူလဲအဖြေမရအောင်အတူနေရအောင်ယုံကြည်မှုလောက်ခဲ့တာဘယ်သူလဲတဲ့မင်းကြီးလိုက်ရဖြစ်ပြီယောက်ျားတိုင်းမကောင်းသလိုမိန်းမတိုင်းမကောင်းနိုင်ပါဘူးတဲ့နော်မိန်းမ2ယောက်ရှိတော့ဘလို့စိတ်မျိုးနဲ့3နှစ်3လို့ပေါက်ခဲ့တာ3နှစ်ပဲပေါက်လာတာတဲ့10နှစ်တော့ပေါက်လိုက်ရမှာတဲ့နော်မင်းငါးငယ်လင်ခိုးမှလောက်ခဲ့တယ်လို့တဲ့ပြောလိုက်ပါလားအစွမ်းကိုစိတ်သက်အောင်တန်းကြပြီးမို့စကားတွေယဉ်ကျေးပြနေမထူပါဘူးပဲဘာလို့မိန်းမနဲ့ကလေးရှိနေတာကိုနားလည်ပြီးချစ်ခဲ့တယ်ဆိုလို့ပဲမြင်နေတွေ့နေရအစမ်းတွေကြီးပဲတွေ့လားဘယ်သူမှအထင်မကြီးတော့ခုပေါ့ကိုယ်လည်းထောင်းဒေါက်တာနဲ့စပြီးတိုင်မယ်အဲ့လိုမလုပ်ခင်ဘယ်လိုလုပ်အောင်လဲဆိုတော့နှောက်ယှက်နေတယ်ဘယ်လိုလုပ်အောင်လဲဆိုလာပြီးတိုင်ပေးခြင်းလို့ရတိုင်ပေးခြင်းဆိုရင်YouTube video description ကမှာ link လေးရှိပါတယ်တိုင်ပေးလို့ရပါတယ်ပြီးတော့ Facebook ပေါ်မှာလည်းတွားပြီးတော့ follow လုပ်ထားလို့ရပါတယ် subscribe လုပ်ထားလို့ရပါတယ်အချစ်ပညာပို့ပြီးတက်ချင်ဆိုရင်အကောင်းဆုံးက YouTube video subscribe လုပ်တာပါ playlist မှာခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့အချစ်ပညာအများကြီးတင်ယူရပါတယ် share လုပ်ထားပါ subscribe လုပ်ထားပါတိုင်ပေးခြင်းဆိုရင် link တွေကို YouTube video description မှာရှိပါတယ်